လင်းနေမောင်နဲ့ဖန်ကွက်ဒီ၃လုံးတတိယတိုင်းကျွန်တော်ဒီလုံးစွာအားလက်ခွင့်ရရှိနေလေတတိယနေ့ဖြစ်သောကြောင့်ရုံးတန်လည်းမရှိကျွန်တော်ဤမိမသည်လည်းမိမရှာနတ်ကတော်တုံးနှင့်မိတ်ဆွေဖြစ်ကာကျွန်တော်ကိုမြအကြောင်းမကြဘဲနာကနာပွဲတစ်ခုသို့တွားရောက်နေသည်မှာ၃ရက်ပြီရှိပြီဖြစ်သောကြောင့်မိမအားစီသို့လိုက်ပေါ်သောယောက်ျားပြင်းတို့ဤဝေတရားလည်းမရှိသည်ပြီကျွန်တော်ဤကလေးများမှလည်းနည်းနည်းစောစောကပင်ကျွန်တော်အားအကြောင်းမျိုးမျိုးပြု၍ထွက်သွားကြပြီဖြစ်ရကာကျွန်တော်ဖို့လုံဆောင်မအားလက်ခွင့်ရသောပဂတိလူအားကြီးတို့၏ချမ်းသာဒုက္ခကိုငြိမ်ရှက်စွာခံစားရင်းတရင်စာကိုဖတ်ရှုနေလေတရင်စာဖတ်ပြီးသောအခါ၌လည်းကွန်ဗင့်ကျောင်းသူကလေးများသာဖတ်လိရှိသော School Library ခေါ်သည့်အပေါ်စာအင်္ဂလိပ်အခြေဝတ္ထုစာအုပ်တုပ်ကိုကောက်ယူဖတ်ရှုပြိုင်ထိုစာအုပ်မှာလည်းစာမျက်နှာ30ကျော်ခန့်သာရှိသည်ဖြစ်ရာညာကျောင်းဆရာကလေးနှင့်ကျောင်းသူကလေးတို့ရေးတဲ့ပြောဆိုချစ်ကြရင်းနှင့်ပြီးဆုံးသွားသောဇလန်မျိုးဖြစ်ရာစာအုပ်ဖတ်ခြင်းလုပ်ငန်းလည်းပြီး၍သွားပြိုင်ထို့ကြောင့်ကျွန်တော်ဒီတစ်ချိန်တစ်ခါမျှစိတ်လိုလက်ရဖတ်၍မျှမကြည့်ဘူးသောဇီနတပကာသနီစာအုပ်ကိုဆွဲယူ၍ဟိုလန်ဒီလောဖတ်ရှုကြည့်ပြန်ရာအကြောင်းအရာများသည့်ကြားဘူးနာဝရှိပြီးသောအကြောင်းအရာများဖြစ်ရာကမကြာမီ၌အဖိုးထန်လာသောထိုစာအုပ်ကိုလည်းဆက်၍ဖတ်ရန်စိတ်မပါတော့သဖြင့်ပိတ်လိုက်ပြီးနောက်အားလက်ချင်းရတာကိုပလက်ကလထိုင်၌ခြေထောက်တစ်ဖက်ကိုကိုွေး၍ခြေထောက်တစ်ဖက်ကိုဆက်ငါလက်တစ်ဖက်ကိုကောင်းပြီးသောတန်းသို့ကား၍ထားပြီးလက်တစ်ဖက်ကိုလက်တန်းပေါ်မှအောက်သို့တွဲလောင်းချသောနေသားဖြင့်ပြင်းရင်ပြင်းတွဲထိုင်နေပြန်လိအတန်းကြာထိုင်နေမိလျင်ညောင်းရီလာသဖြင့်မိဖို့ကန်းသို့ဝင်ကကော်ဖီတစ်ခွက်ကိုနိုးစီပြည့်ပြည့်ဖြင့်စိတ်တိုင်းကြဖြိုး၍တောက်ပြန်ထို့သောတောက်ပြီးနောက်ပလက်ကလထိုင်၌ပြန်ပြီးထိုင်ကစီးတံတဆုံဖွာပြန်စီးတံတဆုံဖွာပြီးသောအခါ၌စိတ်အားလူအားဖြစ်ခြင်းညီငွေစရာကောင်းသောအဖြစ်ကိုမတိမတာတွေ့မြင်ရလေတော့တို့ကြောင့်မျိုးထဲသို့ထွက်ကဘိုက်စကုတ်ကြည့်ရကောင်နိုးသို့မဟုတ်ကျွန်တော်မိတ်ဆွေကြီးစားပလင်းနှင်းမောင်ထမ်းသို့သွားကောင်နိုးစဉ်းစားလိုက်သည့်ခါ၌စားပလင်းနှင်းမောင်ဘက်ကဘိုး၏အလေးသာသွားသောကြောင့်ကျွန်တော်အားစီယာဒီမှပေးထားသောအော်စတင်ကားစုပ်ကလေးကိုထုတ်ကာအိမ်ကိုတော့ပိတ်၍ထွက်လာခဲ့လေတော့ကျွန်တော်သည်အင်းစိန်ရန်ကုန်သွားကားလမ်းမကြီးပေါ်၌ကားကိုဖြည်းဖြည်းမောင်းရင်အမျိုးမျိုးဖုံဖုံသောအကြောင်းအရာများကိုစဉ်းစားလာခဲ့လေထို့သောစဉ်းစားလာခဲ့ရာတွင်နောက်ဆုံး၌ကစားပလင်းနှင်းမောင်နှင့်ပတ်သက်၍လည်းစဉ်းစားလာခဲ့မိဤသို့လာခဲ့ရာမြေနီကုန်းသို့ရောက်သောအခါ၌ကျွန်တော်သည်ရွှေကုန်တိုင်းဘက်သို့သွားသောလမ်းတိုင်းကားကိုချိုးဝင်ရွှေကုန်တိုင်းမှတစ်ဆင့်တောင်ဝေဝိုင်းကြီးဘက်သို့မောင်းနှင်ခဲ့လေတော့ဒိုမာတစ်ဆင့်ဂျိုက်ဆန်လမ်းတိုင်းမောင်းခဲ့ပြီးလေနောက်ဆုံး၌စားပလင်းနှင်းမောင်နေထိုင်နေရာ95ဘိုးလင်းလမ်းစီသို့ရောက်ရှိလာခဲ့တော့ကျွန်တော်ဒီကားကိုရက်လိုက်ပြီးနောက်စားပလင်းနှင်းမောင်၏ခန်းစီသို့တက်၍သွားရာအခန်းတကာပိတ်ထားသောကြောင့်တကားခောက်မြေအလုပ်တွင်အတွင်းမှာစားပလင်းနှင်းမောင်ကအိုင်းပြီလားဝင်ခဲ့လေတကားဆေးရုံဆေးထားတာပါအဲဒီလိုပြောလိုက်တာကြောင့်ကျွန်တော်လည်းတကားကိုတွန်း၍အခန်းတွင်းသို့ဝင်လိုက်လေစားပလင်းနှင်းမောင်သည်စပွဲပေါ်၌မြေဦးကလေးလုံးကိုတင်ကာအလုပ်ရှုံနေသည်ကိုတွေ့ရထိုမြေဦးကလေးအနီး၌လည်းဗေဒံများမိကျင်များပြည့်နှက်ရှုပ်ပွားလျက်ရှိသည်ကိုတွေ့ရလေတော့ဘလို့လဲအိုင်စီဒီမြေဦးကလေးကဘလို့များကံတွင်မြောက်နေလို့တယောက်လေးကြိတ်ပြီးလေးလာနေရတာတော့ဗျာကျွန်တော်ကမေးလိုက်ရစားပလင်းနှင်းမောင်စီ၎င်းကိုကြီးကြီးတွင်းမှရေခဲတော်တစ်စိတ်စီးကရက်ဘူးကိုထုတ်ကစီးကရက်လိတ်ကိုနှိုက်ယူမင်းကြီးဖွာချရင်းတွင်းစား30ရဲ့အသက်စီဝင်ဟောဒီမြေဦးကလေးကမရှုမလားချွေးပစ်လိုက်တယ်ဆိုရင်အိုင်ပြီးယုံမလားကျွန်တော်အားမေးလိုက်လေဒီမျိုးနဲ့ရိုက်တယ်လို့လူတယောက်မသိနိုင်ပါဘူးအိုင်စီပြီးတော့ဒီမျိုးကလေးရဖို့တော့လေဘလို့လူမျိုးမှအသက်ထိမလုံးကြံနိုင်ပါဘူးအခုကြုံတွေ့ရတာဖြင့်ခင်ဗျားမျိုးကလေးဟာဒုံတင်းဘက်ကလာတယ်ဒါမှမဟုတ်မင်းသားဘက်ကလာတယ်တာမန်ရိုးလေးလုံးလို့ထင်ရတာတိတက်ဘာမှပို့မထူးပါဘူးကျွန်တော်ကအဲ့လိုပြောလိုက်ရစားပလင်းနှင်းမောင်ဒီဒူးထုံးစံတိုင်းမပွင့်တွင်ပြုံးလိုက်ပြီးနောက်အနည်းရှိဖိုင်ရွဲတစ်ခုမှစားဆောင်ကိုထုတ်ပြီးကျွန်တော်အားလှမ်းပြီးပေးလိုက်ရကျွန်တော်လည်းထိုးစားကိုဖတ်ကြည့်ရအောက်ပါတိုင်းတွေ့ရလေတော့တို့မိတ်ဆွေကြီးကိုနှင်းမောင်ကျုပ်ရဲ့ကိုကြီးကိုပါသင်းတယောက်တော့ဆုံးချပြီဒေကန်ဒီမှာလဲအိုးလို့ကြောင်ကရန်နေអော်သွားသေးတယ်ဒေတာကတော့ပိုးထီလို့တေးလာပါကျုပ်တို့ရက်မှာကမွေပွေးမွေဟောက်ကပေါ်ပြီးတဲ့ဗျာဒီစာဝေးရတဲ့အကြောင်းကတော့ကျုပ်ရဲ့ဖခင်ကြီးလဲဒေကန်ဒီမှာအိုးလို့ကြောင်ကရန်អော်ပြီးမှအသက်ထွက်သွားတာကိုကျုပ်ကအမှတ်ရနေမိတယ်လူဟာဒေကန်ဒီမှာကြောင်ကရန်អော်တာမဆန်းပါဘူးဒါမဲ့အဖေရောကိုကြီးရောအိုးလို့ကြီးကြောင်ကရန်ဖြစ်ပုံကတူနေကြတယ်ဒါနည်းနည်းဆန်းနေတယ်ဒီတော့ခမားစီကိုအကြောင်းကြတာပဲခမရလည်းထူးဆန်းဆန်းလေးတွေစိတ်ဝင်စားတယ်မဟုတ်လားဒါကြောင့်ရေနံเจ้าကိုခမရလာခဲ့မယ်ဆိုရင်ကျုပ်ဖြင့်အလုံးမဲ့ဝမ်းသာရမှာပါတင်းရဲ့မိတ်ဆွေဘာလင်းရေနံเจ้าမျိုးကျွန်တော်ဒီစာကိုဖတ်ပြီးနောက်အိုင်စီခမရမိတ်ဆွေကိုဘာလင်းစီကိုခမရရောက်ခဲ့ပြီပေါ့အစ်စ်ပေါ့ဗျာဟောဒီမှာသူတို့ညာအိုးကလေးလုံးအောင်ယူခဲ့သေးတယ်စာပလင်းနေမောင်ပြန်ပြီးပြောရင်စီးကရက်ပြားကိုချွေလိုက်လေထို့နောက်ကျွန်တော်နဲ့စာပလင်းနေမောင်တို့ဒီမအူကုန်းလမ်းထိပ်ရှိကာကာလက်ဖိတ်ဆိုင်သို့တွားရောက်၍လက်ဖိတ်တောက်ကြလေထို့သောလက်ဖိတ်တောင်းရင်စားပလင်းနှင်းမောင်ကကိုပါလင်းကြောက်ဒီကနေ့ကျုပ်စီရောက်လာလိမ့်မယ်သူရောက်လာပြီးရင်တွင်းစား30ကိုတတ်တဲ့တရက်ခန့်ကိုလက်ထိတ်ခတ်နိုင်ပါပြီအဲဒီလိုပြောလိုက်တဲ့အခါကျွန်ုပ်ကနေစမောင်ကိုနေမောင်ကိုပါလင်းရဲ့အကူကြီးကိုပါတင်းသေးတာငွေကိုက်ခံလို့သေးတာမဟုတ်လားဗျာငွေကိုက်ရင်လည်းကိုက်တဲ့ငွေလက်ထိတ်ခတ်ရမှာပဲဗျာစားပလင်းနှင်းမောင်ကအဲဒီလိုပြောလိုက်အဆမ်းပါလားဗျာငွေကိုလက်ထိတ်ခတ်မယ်ဆိုတဲ့စကားအဖြစ်တမျိုးကြီးပဲနော်ဒီမို့အတော့ဆန်းလိမ့်မယ်တင်တယ်ဗျကျွန်တော်ကအဲဒီလိုပြောလိုက်ရာဒိုးချိန်ပါပြီစားပလင်းနှင်းမောင်ကဟော
ပြောရင်ဆိုရင်လည်းဟောဟိုကလာနေတာကျုံးမိတ်ဆွေရေနံတောင်းသားကိုပါလင်းပဲပြုကျွန်တော်လည်းလမ်းပြီးကြည့်လိုက်ရမှန်အောင်ထနေတော့ပေတင်ရှူပိုးချီအိတ်အနီနဲ့ရွှေဖလားရောင်ဘန်ကောက်လုံးကြီးကိုဝေး၍ကျွန်တော်တို့စီဥတီလျှောက်လာတော့အသားမဲမဲနဲ့လူတယောက်ကိုတွေ့ရလေထို့သူဒီဝေးကပင်လမ်းပြီးပြုံးပြလိုက်ရ၎င်း၏ပါဇက်တွင်းမှာရွှေသွားများသည်လျှက်စီးလက်လိုက်တဲ့ကဲ့သို့ဖျန်းကနေလင်းသွားလေအသားမဲချင်းစီးလာသောဖနက်ကပြောင်းလဲခြင်းဝစ်ထားသောရွှေဖလားရောင်ဘန်ကောက်လုံးကြီးကဝင်းဝါဖြစ်ခြင်း၎င်း၏ပါဇက်တွင်းမှာရွှေသွားများကပြိုးပြနိုင်ခြင်းစသည်အစီငေါ်မတဲ့သည့်အဖြစ်ကိုကြည့်ကပြုံးမိလေတို့ကစားပလင်းနေမောင်ကဝစ်ပုံစားပေါ်တော့တထေးနဲ့မတူပါဘူးဗျာဒါအောင်များအိုင်ပြီးကြိတ်ပြီးရီကျင်စိတ်ပေါက်နေပုံရစကားပြောချင်းဒီထက်တောင်ရီရအောင်မယ်တို့ကကိုပါလင်းကကျွန်တော်တို့ဇပွဲသူရောက်ရှိလာဖြစ်ရာကလထိုင်ကိုဆွဲယူရင်း Good morning go afternoon ဆိုပြီးတော့နှုတ်ဆက်လိုက်အဲ့နောက်၎င်းကပဲကျုပ်ကိုနေမောင်ဝင်ကိုရောက်ခဲ့သေးတယ်အိမ်ဘေးကကလေးကဒီဘက်သွားတယ်ဆိုလို့လိုက်လာကျုပ်လည်းတစ်ခွက်လောက်တော့တောက်အောင်ပါပဲအဲ့ဒီလိုဆိုကလက်ဖက်ရောင်းတော့ကာကာဘက်ကိုလှည့်က Hey အရာhey bye အော် hey ကာကာကော်ဖီရေချိုချိုတစ်ခွက်ပြောကွာပြီးရင်တကြားနှစုံတက်တက်ထထည့်လိုက်အောင်မနိုင်ဘက်လည်းမနေစီနဲ့အဲ့ဒီလိုမှားလေတော့ကာကာလည်းလက်ဖက်တစ်ခွက်ပြောပြီးတော့လာချပေးလေထိုးကကိုပါလင်းစီအခြားဟေးဟုဆိုကတောက်လေတော့တို့နောက်စားပလေးနေမောင်ကကျွန်တော်နေမိတ်ဆက်ပေးရကိုပါလင်းကအခုကဲ့သို့ဒီကျွမ်းဖြစ်ရခြင်းကိုဝမ်းသာကြောင်းပြောဆိုလေပြီးရင်ဖျားပွဲခါ၌လာလျက်လဲကျွန်ုပ်အားဖိတ်ခေါ်လေတော့ထို့နောက်ကျွန်တော်တို့သုံးစီစားပလေးနေမောင်ခန်းသူစကားပြောနှင့်ပြန်ခဲ့ကြလေအခန်းသို့ရောက်နေစားပလေးနေမောင်ကဇပွဲပေါ်မှာအိုးကိုမကွဲဆစီရန်စက်ကူဘူးအတွင်းသို့ကောက်ရိုးစားများခံ၍ထည့်ပြီးလျင်အဲ့ဒီဘူးကိုလည်းကျိုးပြင်အထက်ထပ်ထုတ်ပြီးကိုပါလင်းအားမှားသည့်များကိုမှား၍အဲ့ဒီဘူးကိုပေးလိုက်လေတော့ကိုပါလင်းဒီစားပလေးနေမောင်လေးကျွန်ုပ်အားနှုတ်ဆက်ပြီးပြန်သွားလေတော့တို့နောက်ကျွန်ုပ်ဒီစားပလေးနေမောင်အားနှုတ်ဆက်ပြီးအင်းစိန်သို့ပြန်ခဲ့လေအထက်ပါပြပြများဖြစ်ပွားပြီး3ရက်ခန့်ကြာသောအခါ၌ကျွန်ုပ်ဒီစားပလေးနေမောင်ထံသို့ရောက်ရှိပြန်လေထိုက၌လည်းစားပလင်းနေမောင်သည်ဇပွဲပေါ်၌အိုးလေးလုံးကိုတင်ကာကတိုင်းရှုတဲ့ကဲ့သို့ရှုနေသည်ကိုတွေ့ရလေတို့ကြောင့်ကျွန်ုပ်ကအိုင်စီဒီနိုင်တော့ကကိုပါလင်းရဲ့အိုးလေးပြောင်းလာပြန်ပြီလားဟုမေးလိုက်ရစားပလင်းနေမောင်ကမဟုတ်ဘူးအိုင်မီရဲ့ဒါကနောက်တော့ဒါမဲ့မြေဦးမဟုတ်ဘူးမြေဦးနဲ့တူအောင်စေးတုတ်တာဒါကပလတ်စတာအိုးလေးအော်ကျုပ်ပြင်ဟိုတနေ့ကကိုပါလင်းရဲ့အိုးလေးနဲ့ခွဲလို့မရပါဘူးဗျာသူ့ပဲတူနိုင်လုံးနဲ့အဲ့ဒီလိုပြောလိုက်လေစားပလင်းနေမောင်ကတူတော့ပါဗျာအဲ့ဒီကိုပါလင်းရဲ့အိုးလေးကိုမိုးယူထားပြီးတော့ပလတ်စတာကိုဘယ်ရီဆယ်ပြန်လောင်းထားတာဗျာပြီးတော့မှအဲ့ဒီအရောင်တိုင်းပဲမြင်းမျိုးဖြိုးပြီးတော့တုတ်ထားတာအဲ့ဒီလိုပြောလိုက်စင်ပါပြီရေနံချောင်းအဲ့ဒီလိုပြောလိုက်စင်ပါပြီရေနံချောင်းသားကိုပါလင်းဒီတစ်ခေါက်ပြန်လဲရောက်ရှိလာပြန်လိယခုကဘူးထိုးသူဒီကျင်းနီအောင်ဘန်ကောက်လုံးကြီးကိုဝေးစင်လိုက်ဘန်မရှူကိုလည်းစီးလိုက်ဒုံးစံတိုင်းရွှေသွားများကိုတဝင်းဝင်းအယောင်ထွက်စီ၍ကျွန်တော်တို့ကပြုံးပြလိတို့ကစားပလင်းနှင်းမောင်ကကဲကိုပါလင်းအဲ့ဒီအိုးလေးကိုယူသွားပြီဦးအဲ့ဒီလိုဆိုလိုက်ပြီးတော့စက်ကူဘူးအတွင်း၌ကောက်ရိုးများခံကအိုးကလေးကိုထည့်ပြီးပေးလိုက်ပြန်လိကိုပါလင်းလည်းစက်ကူဘူးကိုပိုက်ပြီးကျွန်တော်တို့ကနှုတ်ဆက်ကပြန်သွားပြန်လိတို့ကြောင့်ကျွန်တော်ကစားပလင်းနေမှာဝါအိုင်စီအိုးတယ်ကြီးလုံးနေသလားဗျာအိုးတွေတိုးပြီးတော့ရေနံကြောင်ပို့နေပါလားအဲ့ဒီကစားပလင်းနေမောင်ကဒီလောက်ကစိတ်ရှည်ရတယ်အိုင်ပြီဒီလိုမျိုးစိတ်ရှည်မှလည်းကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်လာတာမျိုးကလားဗျာတို့နောက်ကျွန်တော်တို့ဒီဆက်လက်စကားပြောဆိုခဲ့ကြပြီးတော့လမ်းခွဲခဲ့ကြလိအထက်ပါပြပြပြဖြစ်ပွားပြီး2လခန့်ကြာတဲ့အခါကျွန်တော်နေစားပလင်းနေမောင်တို့သည်အင်းစိန်စီယာဒီရုံး၌မူကာတီဟုခေါ်သည့်ကလာလူလက်တဦးအသက်ခံမှုကိုအကြောင်းပြု၍အစီရင်ခံစာများရေးသားနေကြလိထိုချိန်တိုင်းမှာပင်ပြတာမောင်တို့ရောက်ရှိလာပြီးကျွန်တော်တို့အားဆရာရှောင်းနဲ့တွေးတယ်လို့ဆိုပြီးတော့လူတယောက်အဲကမှရောက်နေတယ်ကြည်ရတော့နွားပွဲသားနဲ့တူတယ်ဗျပါဇက်ထဲမှာလည်းရွှေသွားနေနဲ့ဝစ်ထားတဲ့လုံကြီးကလည်းရွှေအောင်တဝင်းနဲ့ပြီးတော့ရှမ်းကြီးကျယ်ကြီးကျိုးကလည်းရွှေနဲ့ခင်ဗျလက်ပတ်ကျိုးကလည်းရွှေလက်ပတ်ကျိုးနဲ့စီးလာတဲ့ဖက်နဲ့လည်းမှန်တောင်းကြည့်လို့ရဒီလိုကကျွန်တော်ကိုညီလေးခေါ်လိုက်တူလေးခေါ်လိုက်နေခေါ်ပုံခေါ်နေရတယ်မျိုးမျိုးခင်ဗျဘယ်လိုလူစားမလဲမသိပါဘူးဆရာကြီးအဲ့ဒီလိုပြတာမောင်ညွှန်ကပြောလိုက်ရကျွန်တော်ကစားပလေးနှင်းမောင်ဘက်ကိုလှည့်ပြီးအရှိကိုနှင်းမောင်ကျိုးတို့ရေနံချောင်းသားရောက်လာပြီပဲပြောလိုက်လေရစားပလေးနှင်းမောင်ကထိုင်ရမှထလိထို့နောက်ကျွန်တော်တို့အဲကန်းကိုရှောက်သွားကြလိကျွန်တော်တို့ကိုတွေ့ရင်ကိုပါလင်းကသူ့ထုံးစံတိုင်းရွှေသွားများကိုပြလိပြီးလင်ခက်ကုန်ပြီကိုနှင်းမောင်ရေးဟုပြောလိထိုကစားပလေးနှင်းမောင်ကဘယ်ပုံခက်တာလဲကိုပါလင်းရဲ့တေချာပြောစမ်းမောင်မေးလိုက်လိဒီလိုလေးဗျာခင်ဗျားပြန်ပေးလိုက်တယ်ဖေးရဲ့မျိုးလေးကိုကျို့ခင်ဗျားပြောတဲ့အတိုင်းဖေးရဲ့စာကြီးကန်းနဲ့မှန်ပြီးလို့ထည့်ပြီးတော့ခတ်ထားလိုက်တာပြီးတော့မှခင်ဗျားစီကိုတစ်ခေါက်ပြန်လာပြီးခင်ဗျားလုပ်တဲ့အိုးလေးကိုပြန်လိုက်ပြလိဗျာခင်ဗျားပြောတာတော့အိုးချင်းလဲပြီးတော့အိုးစိတ်ကိုဖွက်ထားမှာစို့ကျို့ခင်ဗျားစီကိုလာနေတဲ့အတော်တွင်းမှာလေစာကြီးကန်းတစ်ခေါက်တော့ခတ်ပြီးလာခဲ့ရမယ်စို့ပြန်သွားမှအိုးချင်းလဲပြီးအိုးစိတ်ကိုမိကန်တစ်တာလေးပြောင်းထည့်ပြီးအိုးတူကိုစာကြီးကန်းထဲမှာပဲအမတ်တရထားသလိုထားရမယ်ဒီအိုးကိုဘသူဘွားစိတ်ဝင်စားတယ်ဆိုတာတစီဆောင်ကဲခတ်မယ်ဆိုဟုကိုပါလင်းကပြောလိအခုခင်ဗျားပြောတဲ့အတိုင်းမှန်သားပဲအဲ့ဒါဘာဖြစ်လို့စားပလင်းလေးမောင်ကပြန်ပြီးမေးလိုက်တဲ့အခါအဲ့ဒါပြောမလို့ပေါ့ခင်ဗျားထားခိုင်းတဲ့အိုးတူစာတီကန်းထဲမှာကျုပ်ထားခဲ့2လပြီတော့ဘယ်သူမှလည်းစိတ်ဝင်စား
ခမပြောတော့တယောက်ကစိတ်ဝင်စားမယ်ဆိုခမပြောတိုင်းလည်းဖြစ်မလာဘူးကိုပါလင်းကပြောလိုက်ရင်စားပလင်းနှင်းမောင်ကနေစမ်းမောင်ကိုပါလင်းမြေဦးလေးထားခဲ့ပြီးတော့ဒုတိယကောက်ကျုပ်စီလာတော့စာချီကန်တော့ကျုပ်စီယူခဲ့လားအဲ့ဒီလိုမေးလိုက်ရကိုပါလင်းကမယူခဲ့ဘူးဗျကျုံမေးမှမအေးကိုပေးခဲ့တာဘာဖြစ်လို့မေးတာခမပဲလုံသိမ်းရမယ်ဆိုဗျကျုံမေးမှမအေးတဲ့ပို့ပြီးတော့လုံတာရှိအောင်မလားဗျပြီးတော့လေသူ့ဘာမှစိတ်မချစရာလည်းမရှိဘူးဗျကျုံကငယ်ပါဦးသူ16နှစ်ကျုပ်16နှစ်ခွဲရွယ်လောက်ကကိုပြေယူလာကြတယ်ငယ်လေးငယ်များဗျကျုပ်ပေါ်မဟုတ်တာလုံးမဲ့သူသူမပါပါဘူးအဲ့ဒီလိုပြောလိုက်ပြန်လေဒိုကာစားပလင်းနှင်းမောင်ကမခိုးမခန့်ပြုံးလိုက်ပြီးတယ်ကဲဆိုစမ်းမောင်ဒါဆိုနောက်ဘာတွေထူးသေးလဲထူးတာတော့ကျုံအိမ်မှာကျုံမိမလက်တို့လက်တောင်ခိုင်းမှုဆိုပြီးခေါ်ထားတယ်အငယ်လေးဆိုကောင်ကြီးပျောက်ကျုံမိမခေါ်ထားဆိုမှဒီကောင်လေးကကျုံတယ်လေပတ်သက်ပါတယ်ကျုံရဲ့တပည့်လေးဆိုလည်းမောင်ဒီကောင်လေးပျောက်နေဗျာကျုပ်ကမတွေ့လို့ကျုံမိမောင်မေးတော့ကျုံမိမသူ့သူဘယ်သွားသေးလဲရှင်းဘူးမနေစမ်းပါနဲ့တဲ့အောက်တန်းသားဒီလိုစုပ်လုပ်တွေအတွက်ရှင်ရတော့ဘူးတဲ့လေလို့ကျုပ်ကပြောတယ်ဘိုးပါလင်းကအဲ့ဒီလိုပြန်ပြီးပြောလေသူကစားပလင်းနဲ့မောင်က secret lake ကိုထုတ်ရမိညီဖွာချလိုက်ရင်အော်တိပြီကျုပ်ရောက်တော့ခမားအိမ်မှာတွေ့တယ်စုံချုံးတဲ့ကောင်လေးလားကောင်လေးကြီးကတော့မေးမရှာလေးလိုပဲဗျာအစိုးဝေးတာလေချိန်မြန်းစီအောင်ကိုရောက်ဒါနဲ့ဆက်ပြောစမ်းမောင်ပြောရမှာတော့ခန်းဆန်းဆန်းပဲဗျာဒီနေ့မှကြောင်တောင်ပေါ့ကျုပ်ကိစ္စတစ်ခုနဲ့3ရက်လောက်သွားစရာရှိလို့မအေးကိုပြောလို့ကျုပ်အိမ်ကထွက်လာခွေးကျုပ်လည်းရောက်ကျုပ်တွေ့နေတဲ့လူတွေတွေ့လို့ဆက်မသွားတော့ပဲအိမ်ကိုပြန်ခဲ့တာမျိုးအိမ်သားလည်းရောက်ဘုန်းကြီးတွေကျုပ်အိမ်နဲ့ဝင်သွားတာတွေ့မအေးကဘုန်းကြီးဆုံးကတ်မလို့ကျုပ်တခါမှလည်းမပြောခဲ့ဘူးဗျာအဲ့နဲ့ကျုပ်လည်းမသိငါဖြစ်ပြီးတော့အိမ်ထဲတန်းမဝင်ပဲနဲ့အိမ်တော်ဘက်ကမကြီးမင်မော်တွေ့တက်တာပြီးမှမကြီးမင်မော်ကနေအိမ်မိုးပေါ်ဆင်းပြီးတော့အမိုးအုပ်ကျုပ်တစ်ယောက်လန့်နေပြီးတော့အောက်မှာမအေးလုံးမြကကျုပ်ချောင်းကြီးမအေးကဘုန်းကြီးကိုဆုံးကတ်ပြီးတော့ကွယ်လုံးသူငယ်လေးတော့တပိတ်တော့အမြဝင်နေတာဗျာအဲ့တော့ဘုန်းကြီးတစ်ပါးတော့ဒကမာကြီးနဲ့ဘာတော်လို့တုံးလို့သူ့ကိုမေးသေးတယ်မအေးကဘာမှမတော်ပါဘူးတဲ့အိမ်မှာခေါ်ထားတဲ့ကလေးပါသူပျောက်သွားပြီးနောက်ပိုင်းအိမ်မက်မကောင်းလို့သေပြီးမှပြီးတော့တပိတ်တော့တာပါလို့ဖြီးတယ်ဗျာအဲ့တော့လည်းကျုပ်လည်းအမိုးပေါ်ပြန်ပြီးတော့ဆင်းခဲ့တယ်ပေါ့ပြီးတော့မှမျိုးတွေကိုပြန်ထွက်သွားပြီးတော့ညနေလောက်မှအိမ်ကိုပြန်လာတာနောက်တော့မသိကြအောင်ဆောင်ပြီးတော့နေလိုက်တခုထူးတာတော့မအေးကညအိမ်နဲ့အိုးလို့ရောင်းတော့တာပဲလူဒီလိုကြောင်မီးသေတော့တာမဟုတ်လားကျုပ်ခုခမားစီကိုလာတာတခြားတွေကိုခမားစုံစမ်းရင်စုံစမ်းမစုံစမ်းနေကျုံမင်းမဒီမှာဆိုလာပြီးပြောတာဗျာကာကွယ်ပြီးပေါ့ကိုနေမောင်ရင်အဲ့ဒီကစားပလင်းနေမောင်ကခမားမိမတီမာတော့တီမာပဲဗျာရိုးသေးတာနဲ့စမ်းသေးတာနှစ်မျိုးနဲ့တစ်မျိုးတော့ခမားရွေးချယ်ဝင်ရှိတယ်အဲ့ဒီလိုပြောလိုက်လေရာကိုပါလင်းကလေကဲလို့မရလို့တကယ်တီးမယ်ဆိုရင်တော့စမ်းစမ်းပြပြတီးတော့ကျုပ်လူရှိတယ်ဗျာဘာလို့လဲဆိုလူတွေကတေဦးသေးစဉ်ရိုးသေးနေတာပြင်းဖို့ကောင်းပါလေဗျာပြောလိုက်ရကျွန်တော်ဒီထိုလူကြီးစိတ်ဓာတ်ကိုလွန်စွာအံ့ဩကြီးသွားလိလို့မိမိဇနီးများသေးမိကိစ္စကိုစေးလေနေဒေဘုံဒေနီနဲ့တကွပြောဆိုနိုင်တော့ထိုလူကြီးစိတ်ဓာတ်ကိုသိခွင့်ရတော့ကြောင်းဤသူကကျွန်တော်ထင်တဲ့ကဲ့သို့ဦးကြောင်လူစားမျိုးမဟုတ်လူဘဝနေပတ်သက်၍၎င်းတေချင်းတရားနေပတ်သက်၍၎င်းအလေးနဲ့ထားပြီးစဉ်းစားထားပြီးဖြစ်ကြောင်းကျွန်တော်ရိပ်စားမိလိလို့ထိုချိန်တိုင်းမှာပင်ကျွန်တော်တို့၏စီအိုင်ဒီမှလဝါဦးကိုကြီးကိုခေါ်သည့်စုံတော့ဦးကိုကြီးရောက်ရှိလာလိ၎င်းဒီရောက်နေရောက်ချင်းကျွန်တော်အားလက်ကုပ်၍ဒီလူမဲဘာတော့မြောက်မေးလိထို့ကြောင့်ကျွန်တော်လည်းကိုပါလင်းအကြောင်းကိုအစားဆုံးပြောပြရလိဦးကိုကြီးကဒီလိုဆိုကြများတို့ရေနံကြောင့်လိုက်သွားကြမလို့ပေါ့ကျုပ်လေးလိုက်ချင်တယ်ဗျာဒီရချက်ကတော့ကြီးမားတော့မဟုတ်ပါဘူးငငယ်ကဆိုဘူးတာလေးသတိရလို့ပါတို့ဖေရေနံကြောင့်ကမုံပေါင်းဝယ်လာမယ်ဆိုတာလေးဗျာအဲ့လိုရေနံကြောင့်ကမုံပေါင်းကောင်းကောင်းရလိမ့်မယ်ဗျာကျုပ်မုံပေါင်းကောင်းကောင်းစားချင်တယ်ဗျာအဲ့ဒီလိုပြောလိုက်ရကျွန်တော်ကမုံပေါင်းစားဖို့တော့မလိုက်ပါနဲ့ဦးကိုကြီးရဲ့အင်းစိန်ဈေးမှာဝယ်စားပါအဲ့ဒီလိုပြောလိုက်မှပဲဦးကိုကြီးလည်းပြန်ပြီးထွက်သွားလိတော့ထို့နောက်စားပလင်းလေးမောင်လေးကျွန်တော်ဒီကိုပါလေးနဲ့အတူလိုက်သွားရန်အတွက်စီစဉ်ကြလိစားပလင်းလေးမောင်ကြီးကျွန်တော်တို့အားထားခဲ့ပြီးတော့အင်းစိန်ထောင်တို့တစ်ခေါက်ပြန်သွားလိထို့နောက်စားအိမ်ညိုကလေးတစ်လုံးကိုကိုင်းပြန်လာပြီးလင်ခီးရွက်ဖို့ကျုပ်ဘက်ကတော့ဆင်းသေးပြီ IB ကိုပြောလိတော့ထို့နောက်ကျွန်တော်လည်းအိမ်တို့ပြန်လိုက်ဝေးစားများထည့်ရလိပြီးလင်ကျွန်တော်တို့သုံးဒီမော်တော်ကားစီးကိုငားရမ်း၍ကွန်းကြံဘူရာကြီးဘက်ကိုထွက်လာခဲ့ကြလိရွှေတော်ဗျာနီးတို့ရောက်တဲ့အခါမှာစားပလင်းလေးမောင်ကကားကိုခိတာရက်ခိုင်းပြီးတော့ဘုရားဆေးကိုတွားရောက်လိ၎င်းပြန်လာတဲ့ကလက်ထဲမှာတေဖုံးပြစာအုပ်ထူကြီးတို့ပါလာလိထိုစာအုပ်ကြီးက၎င်းလွေထဲသို့ထိုးထည့်လိုက်တဲ့ဖြင့်ကျွန်တော်လည်း၎င်းစာအုပ်ကမြည်သည့်စာအုပ်ဖြစ်ကြောင်းမေးမြန်းခြင်းမပြုတော့ပြီထို့နောက်ကျွန်တော်တို့သည်ကိုညံဘူတာသို့လာခဲ့ကြလိရထားချိန်စောသေးသဖြင့်ပန်းစွမ်းသို့သွားကစားတော့ဆိုင်၌ဝင်ရောက်စားတော့ကြလိကျုံတွေကိုပါလင်းကဘီယာလုံးမှာပြီးတောက်ကြလိစားလေးနေမောင်ကမူဂရင်းစော်ရာကိုသာတောက်လိကျွန်တော်တို့ရေခဲတောက်ရန်အတွက်ရေခဲချိုင်းဒီဇိုင်းနဲ့ဖန်ခွက်3လုံးကိုစားတော့ဆိုင်မှာလာပြီးချထားပေးလိဖန်ခွက်3လုံးမှာအနီရောင်များဖြစ်ကြတယ်ကိုပါလင်းကဖန်ခွက်များအတွင်းသို့ရေခဲများထည့်ပေးရင်းဘယ်လိုလဲကိုနေမောင်ရဲ့အမှုကတော်တော်ရှုံနေတာဟိုငယ်လေးဆိုတဲ့ကောင်တကယ်ပဲတည်သွားပြီလားကျုံမင်းမမဲကြီးကဘာကြောင့်ကြောက်ကြဖြစ်ရတာလဲပြီးတော့အိုးဘာလို့ရောင်းရတာလဲဗျာအမှန်တော့ခင်ဗျားနေဒါတွေစဉ်းစားပြီးသားပါဗျာမပြောသေးသေးလို့မပြောသေးတာထင်ပါရဲ့ကိုပါလင်းကအဲ့ဒီလိုရွှေသားတဝင်းဖြစ်မေးခွန်းထုတ်လေတော့
အဲ့ဒါကြီးကျုပ်ဘာမှမပြောနိုင်သေးဘူးဗျာပြောရင်လည်းပြောတာပဲဖြစ်မယ်အမှန်တကယ်ဖြစ်တယ်လို့ကျုပ်တောင်းမယူနိုင်ဘူးဆောင်းလင်းနေမောင်ပြောလိုက်ရကိုပါလင်းကတဟဲရီလေးအဲ့လိုရီပြီးတဲ့နောက်ခမရဇုံတော့နဲ့မတူဘူးဗျာစပိုင်နဲ့တူလားဘာမှအဲ့လိုနိုင်လို့မရပါလားဗျာအဲ့ဒီလိုပြောဆိုတဲ့အခါကျွန်တော်ကကိုပါလင်းဟာဒီမှာမိတ်ဆွေကိုပါလင်းခမရမိမတီတော့မယ်လို့ဆောင်းလင်းနေမောင်ပြောတာခမရမတုံလုံးမရှိပါလားဒါပေမဲ့ခမရမိမကိုမမြန်လို့တဲ့လူစားမျိုးလည်းမဟုတ်ဘူးဗျာအဲ့ကြောင့်ကျုပ်ကြီးအစင်းစားတဲခက်လာဗျာအဲ့ဒီကကိုပါလင်းကဂျုံမေးဆွေမော်လမြိုင်သားကြီးပြောသလိုပြောအောင်မယ်ဗျာနိုင်သုံးလုံးဆောင်တစ်လုံးပေါင်ဆုံးပါစီကွက်မရွေးပေါင်မရသုံးယောက်နေတယောက်တည်းသေးပါစီကွက်မနှံပြောပေါင်ဆိုတာလူမျိုးကျုံမှာဒီမိမပဲတခြားမိမတွေရှိလို့ဒီမိမသေးပေါင်မနှံပြောဘူးလို့ခမရထင်လို့လားဒီလိုမဟုတ်ဘူးဗျာကျုပ်ကအယူရှင်းတယ်မသေးခင်ပေါင်းမယ်တင်လဲကြောင်းမို့ဗျာကျုပ်တွေလည်းဒီတိုင်းဖြစ်မှာပဲမဟုတ်လားနောက်ပြီးတော့ကျုပ်ကရာဝတ္ထုအားလုံး30ရာလို့ပဲအောင်းမေးမဆွဲဘူးဗျနောက်တစ်ခုကျုပ်စိတ်ထဲမှာရှိတာပြောရမယ်ဘယ်ရမဆိုပြက်ဖြစ်ဗျပြက်ပြီးရင်ဖြစ်ကုန်ကြတာပဲကတိကသက်ဗျာကြုတ်ကြားဘူးတာဖြစ်ပြက်ပါခင်ဗျားကြောင့်မှပြက်ဖြစ်ရဲ့လို့ကတိကသက်ကိုပါလိမ့်ရင်အဲ့ဒီလိုပြောတဲ့အခါကိုပါလင်းကဖြစ်ပြက်ဆိုတာပြက်ဖြစ်နေတူတူပါပဲဗျာဖြစ်ပြက်ဆိုရဲအစင်တန်းတစ်ခုကြည့်ပါဖြစ်နေရမထောက်ဝဲပြက်နေရထောက်လိုက်ပြက်ဖြစ်နေတူတူပဲဗျဘာများငင်းနေတာရှိလို့လဲပေါ်နေရင်လောကကြီးမှာပြက်သမျှတွေအားလုံးဖြစ်ကုန်ကြတာမဟုတ်လားဗျအဲ့တော့ဖြစ်သမျှအားလုံးပြက်သွားကြတယ်တူတူပဲဗျာကဲရုပ်ဘီယာလေးတောက်လိုက်အောင်အဲ့ဒီလိုဆိုကကျွန်တော်ဒီဖန်ခွက်တွင်းသို့ဘီယာများထည့်လိုက်လေထိုကကျွန်တော်ဒီဖန်ခွက်ကိုစက်ကနေကာရီမောချပြီးပြုတ်လိုက်ရကိုပါလင်းကပြုံး၍မိတ်ဆွေကြီးကလောပါသမားဗျာဟုပြောလီအဲ့ဒီချိန်တိုင်းမှာစားပလင်းနှင်းမောင်ဒီ green soda ကိုမောချလိုက်ပြီးနောက်ဖန်ခွက်ကိုတောက်ကနေချလိုက်လီထိုကကိုပါလင်းကကိုနှင်းမောင်တော့ဒေါသသမားဗျာဟုပြောလိုက်လီထိုကြောင့်ကျွန်တော်ဒီကိုပါလင်းရဲ့အမူအရာကိုအကဲခတ်ကြည့်ရှုရာကိုပါလင်း၌လောဘရိပ်ရောင်များဒေါသရိပ်ရောင်များလွန်စွာရှားပါးစီကိုသတိပြုမိလေတော့၏ကိုပါလင်းဒီတာမန်ကြည့်လင်ကိုကားနိုင်သောသူတယောက်ထင်ရတော့လေတေးစတာလေးတာကြည့်ရှုသောအခါ၌ကိုကားမပြည့်ုံမျှမကလေးစားစရာအချက်များသည်ချက်ပြီးချက်ထွက်ပေါ်လာလေတော့၏ဒုက္ခနာ၌ပင်ကျွန်တော်ဒီကိုပါလင်းလေးစားဝယ်ရာကောင်းသောအပြုမှုများကိုတွေ့ရလေတော့၏ထိုချိန်ကျွန်တော်ဒီစားပလင်းနှင်းမှာပါအရှိအခုပြပြရိုးရိုးလူသေးမှုမဟုတ်ပဲလူတန်းမှုဆိုတာတေးကြရဲ့လားအဲ့ဒီလိုမေးလိုက်ရစားပလင်းနှင်းမောင်ကဟောတာကတွင်းစားဆက်ဆက်အသက်ခံခဲ့ရတဲ့အဖြစ်ပြဟောတာငယ်လေးဆွဲကောင်ဘယ်နေရာမှာဘလို့တည်သွားတယ်ဆိုအဖြစ်ပြဟောတာကိုပါလင်းမိမမအေးရဲ့ဘယ်ပုံပဲနည်းအဖြစ်ဆိုးကြုံသွားဆိုအဖြစ်ပြဆိုကဖန်ခွက်ဒီကလေး3လုံးကိုတကွက်ကွက်ချပြရင်းပြောလိုက်ပြီထိုကကိုပါလင်းကဒုံမင်းကလည်းအိမ်မှာကောင်းပကလေးပြပျောက်သွားတဲ့ငယ်လေးဆိုတာလေအိမ်မှာမနေရလို့ထွက်ပြေးတာပြစ်မှာပါဗျာကျုပ်ကိုပါဝင်တွင်းသားတွေတည်သွားတာလေသူများတက်တာမှမဟုတ်ပဲဗျာငွေကိုက်ခံရတာရိုးရိုးပြားနိုင်တည်ရတာပဲမဟုတ်လားဗျာတော်များကျိုးမိတ်ဆွေစားပလင်းနှင်းမောင်လူသားမှုပြည့်တဲ့တရားခံကိုပေါ်ပေးမယ်လို့ဖန်ခွက်နီလေး3လုံးတော့ချပြပြောလိုက်ပေါ်ပြီတကယ်ကိုမှန်ပါတာပဲတကယ်လို့များကိုနေမောင်ပြောတဲ့အတိုင်းပြစ်လိုက်တော့ဒီမို့ဦးအောင်တင်မှတ်တမ်းမတင်နဲ့ဗျခမားကိုသာကျုပ်မှတ်တမ်းတင်စားပလင်းနှင်းမောင်နဲ့ဖန်ခွက်နီ3လုံးမှုလို့ခေါင်းစဉ်တက်မယ်ဗျာအဲဒီကကျွန်တော်ကဒီအခါနာမည်တက်ရမယ်ဗျာဒါမှမဟုတ်အမှုတွဲနာမည်တက်ရမယ်ဗျာစားပလင်းနှင်းမောင်နဲ့ဂျူးမြက်လက်ဆရာတတ်မှုစားပလင်းနှင်းမောင်နဲ့ဘယ်တန်ပါမှန်မှုဒီလိုပြရမှာပေါ့ပဲတဲ့တော့ဖန်ခွက်နီ3လုံးပြရမှာတော့အဲဒီလိုကန့်ကွက်လိုက်ရာကိုပါလင်းကဒီအခါမှမရှိတဲ့အမှုဗျာခုဒီလေအရေးမွတ်တောင်ကိုနှင်းမောင်မပြောနိုင်သေးဘူးအခုသူချပြီးပြတာလေဖန်ခွက်နီ3လုံးပဲချပြီးပြနိုင်သေးတာဒီမှုကိုဖန်ခွက်နီ3လုံးမှုလို့ပဲပေးတင်နေဗျာကျုံးပါပြီဘာလို့ပဲစဉ်းစားမွေးုံမစဉ်းစားပဲအနီးကိုပဲစဉ်းစားလိရှိဒါကြောင့်ရေနံကြောင်းအမှုကိုနာမည်မတက်ပဲဟောရီယာဇပွဲပေါ်ကလောလောသေးတွေ့နေရတယ်ဖန်ခွက်နီကလေး3လုံးပဲနာမည်တက်လိုက်ကဲမကျေနပ်လို့ရှေဝေးနာမည်တက်ချင်လားခင်ဗျားသဘောပဲဗျာဘယ်လိုပဲနာမည်တက်တဲ့အမှုကလူသက်မှုမဟုတ်ဘူးဆိုတော့ကျုပ်ပြီးသားပဲဗျာကျုပ်ကစားပလင်းနေမောင်ခင်လို့သူစီသွားလာဝင်ထွက်နေရတော့သဘောကျလို့မရှိသေးတာတွေရှိအောင်လုပ်နေတာဗျာတကယ်နောက်ဆုံးမေးကိုနေမောင်တန်းနဲ့ပြစ်ဖမ်းမယ်တရားခံလဲဖန်ခွက်နီ3လုံးပဲဖြစ်မှာပါဗျာတခြားပြစ်စရာတရားခံတော့ကျုပ်ပြင်မမြင်ပါဘူးနောက်ဆုံးမှာစားပလင်းနေမောင်ဖန်ခွက်နီ3လုံးတန်းနဲ့ပြစ်ပြီးကိုပါလေးတရားခံဒါပါပဲဗျာလို့ပြောရင်လည်းကျုပ်ကတော့ကျေနပ်မဲ့လူပါဗျာဘာကြောင့်လဲဆိုတော့ကျုပ်ကသူ့ကိုခင်တာကိုအဲ့ဒီလိုပြောလိုက်ရစားပလင်းနေမောင်ကကဲခင်ဗျားပြောကောင်းတယ်ရထားမြင်နေမယ်ကဲသွားကြအောင်အဲ့လိုဆိုလိုက်တာကြောင့်ကျွန်တော်တို့လည်းစားတော့ခြင်းလုပ်ငန်းကိုကြပြလက်စတက်ပြီးတော့ကိုညံဘူတာဘက်စီကိုထွက်လာခဲ့ဒီတော့ထို့နောက်တွေကပြည်ရထားပြင်လိုက်ပါလာကြလိပြည်ကိုရောက်တဲ့အခါ၌မော်တော်ကားပြီးရေနံကျောင်းသို့ထွက်ခွာခဲ့ကြလိရေနံကျောင်းသို့ရောက်ရင်ကိုပါလင်းအိမ်သို့စကားတပြောနှင်းပင်ဂျေလင်လျှောက်ခဲ့ကြလိတော့အိမ်သို့ရောက်သောအခါ၌စားပလင်းနေမောင်နှင့်ကျွန်ုပ်အားပေါ်တက်တွင်တီးတဲ့နေရာပြီးထိုက်စားပလင်းနေမောင်သည်ကိုပါလင်းထံမှမြေဦးကိုတောင်းယူကျွန်ုပ်လက်သို့ပေးလိုက်ပြီးရင်ကဲအိုင်ပြီဟောဒီဦးလေးမှာဘာထူးကြလဲတေချာကြည့်စမ်းအဲ့လိုပြောတာကြောင့်ကျွန်တော်လည်းအိုးကိုဂယူးဆိုင်လက်ပတ်ကြည့်ရှုတော့လဲဘာမှထူးခြားချက်ကိုများမတွေ့သဖြင့်ဘာမှလည်းမထူးပါလားဗျာကိုပြောလိုက်ပြီ
ထိုကစားပလင်းနေမောင်ကမန်ဘလူးတက်လက်ကိုကျွန်တော်လက်တွင်းသို့ထဲပေးရင်းဟောဒီအိုးနှခန့်ပန်းကလေးတွေကြားတယ်မန်ဘလူးနဲ့တေချာကြည့်စမ်းပါဗျာအဲ့လိုပြောလိုက်တာကြောင့်ကျွန်တော်လည်းမန်ဘလူးရဲ့တေချာသွားကြည့်ရှုသောအခါ၌အိုးနှခန့်၌အောက်ပတ်လေတွင်ပေါ်ထားသောပန်းများကြားမှပီတာသောစာလုံးကလေးများကိုတွေ့ရလေတော့၏ထိုကစားပလင်းနေမောင်ကဟောဒီမှာစားနေခဲတယ်အဲ့စာလုံးကလေးတွေကိုကူးပြီးတော့ရေးကြည့်စမ်းပါကျွန်တော်လည်းစာလုံးများကိုဖတ်၍စာရီရပေါ်၌ကူးရေးကြည့်ရအောက်ပါတိုင်းတွေ့ရလေတော့၏တဲချက်တိုက်ပြီးနဘေးကမကနဲ့ကွာမတ်အမာကြီးတအားပင်ပန်းတာနဲ့လှန်သွားတဲ့ရှေ့တဲ့ကိုအောက်ကသူ့ခြေထောက်နဲ့ကမလို့အုပ်မလို့ကိုနဲ့ဆွဲခွာမလို့လိုက်မလို့ရင်ကော့ပြီးမြေပေါ်မြေအောက်ရေတွေခန်းမြက်ကန်းကိုရှာမတွေ့ဖြစ်တော်မယ်ကျွန်တော်ဒီဒိုးစာကိုဖတ်ပြီးနောက်ဘာလို့လဲမသိပါဘူးဗျာဦးကြောင်ကြောင်စာမျိုးတွေပါခဲရခဲစေဖတ်ပြီးဦးကြောင်နိုင်တဲ့စာမျိုးဆိုတာဒါမျိုးပေါ့ဗျာပြောလိုက်လေဒိုကစားပလင်းနေမောင်ကစီဂရက်လိတ်ကိုထုတ်ယူမိညိဖြိုက်ပွားရင်အဲ့ဒီဦးကြောင်ကြောင်စာအတွက်လူတော်များများတည်သွားကြပြီဗျာအငယ်လေးဆိုရဲကောင်လေးလည်းတည်သွားပြီနောက်ဆုံးတည်မှာတော့ကိုပါလေးမိမမအေးရွယ်ဗျာအဲ့စာကိုရှေ့ဆုံးနှလုံးကစပြီးတော့နှလုံးကြော်စီဖြတ်ပစ်လိုက်စမ်းဗျာဘလို့စာမျိုးထွက်လာမလဲကျွန်တော်လည်းစောစောစာကိုနှလုံးကြော်စီဖြတ်ပစ်လိုက်ရအောက်ပါတိုင်းဖြစ်သွားလေတော့ဤတိုက်ဘေးကမကြီးပင်နဲ့တဲ့အောက်ခြေကအုပ်ကိုခွာလိုက်ရင်ရေအောက်ခန်းကိုတွေ့မယ်တို့ကြောင့်ကျွန်တော်ကဟုတ်ပါရဲ့ကိုနေမောင်ရဲ့အတိတ်ပဲရှိတဲ့စာဆောင်တော့ဖြစ်သွားပြီဘာလို့ဆက်လို့ရအောင်လဲအဲဒီကစားပလင်းနေမောင်ကဒီညကျိုးတို့နေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ကတော့ဟောဒီအထုပ်ကလေးကိုတိမ်လုံးစားမယ်ဟင်းဦးလေးကိုခတ်ရမှာပဲအကောင်းဆုံးတော့စိတ်ကလေးစားရင်စားခြင်းလည်းပူစားပြီးတော့အဲ့ဒီဟင်းဦးလေးကိုခတ်ရမှာပဲချောင်းလူများမစားမိစေနဲ့ပြူခင်ဗျားပါအိပ်ဖြော်နေဦးမယ်အဲ့လိုပြောလိုက်လေအဲ့နောက်မှာတော့ကျွန်တော်တို့ဒီရေချိုးခြင်းအပြင်းပြေစစ်တူရင်ထိုးခြင်းကျွန်တော်တို့ကိုပါလေးဒီဈေးဘက်သို့ရှောက်ချင်းများပြုလုပ်လေကြတော့စားပလင်းနေမောင်မှာမူရေချိုးခြင်းစစ်တူရင်ထိုးခြင်းကိုကျွန်တော်တို့အတူတူပြုလုပ်ခဲ့တော်လဲလမ်းလျှောက်ခြင်းအလုပ်ကိုမလုပ်ဘဲ၎င်းတို့ရဲ့အိမ်၌ကျင်းခဲ့လေကျွန်တော်တို့ကိုပါလင်းဈေးမှပြန်လာပြီးတဲ့နောက်ညစာကိုတပြောတစ်ပါးစားတော့ကြလိကိုပါလင်းမိမမအေးကိုတိုင်းလဲကျွန်တော်တို့နဲ့တဝိုင်းနဲ့စားလိညနေပိုင်းကိုရောက်တဲ့အခါ၌အိမ်သူသားများသည်မျက်တောင်ဆင်း၍လာကြလိဧည့်သည်များဖြစ်ကြတော့ကျွန်တော်တို့ကိုနေမောင်လည်းပေါ်တက်သို့တက်ခဲ့ကြလိအတန်းကြလင်းအိမ်ရှင်များ၏အိမ်ခန်းမှဟောက်တန်များအသီးသီးထွက်လာခဲ့တော့ဒိုကစားပလင်းနေမောင်ကကဲအိုင်စီအလုံးစားကြစို့ဆိုကလက်နေတံပြီးကိုကံပြီးရှိမှဆင်းသွားလိကျွန်တော်လည်းနောက်မှထက်ကြမကွာလိုက်ပါသွားခဲ့လိအိမ်မင်းတို့ရောက်နေမကြီးပင်ကြီးကိုတွေ့ရလိစားပလင်းနေမောင်စီအဲ့ဒီမကြီးပင်ကြီးကိုကြောဖြင့်မိလျက်တိုင်းနိုင်ရန်အောက်ခြေဘက်စီတို့ခတ်အုပ်အုပ်လက်နေတံပြီးဖြင့်ထိုးလိုက်ပြီးကဲအိုင်ပြီးပြန်ပိတ်ထားအင်္ဂလိပ်တောင်6ခါသာပဲရှိတယ်ခွာလိုက်ကြအောင်ဆိုအဲ့ဒီလိုပြောလိုက်ပြီးတော့၎င်းကိုယ်တိုင်ကပဲမောင်းထားတာကိုထုတ်၍အုတ်ခဲများအချားမှအင်္ဂလိပ်များကိုချစ်ထုတ်နေလေတော့ညမကြာမီ၌ပင်အုတ်ခဲနှလုံးထွက်လာလေတော့ပြီးလေအုတ်ခဲများဇက်တိုက်ထွက်လာနောက်ဆုံး၌လူတယောက်ချောင်းကြီးကြီးဝင်နိုင်သောအဖြစ်ကိုရရှိလေတော့ဒိုကစားမလင်းနေမောင်ကရှေ့မှဝင်၍ကျွန်တော်ကနောက်မှဝင်လေကျိုးသူဒီလေကားတစ်ခုတွေ့ရပြီးနောက်မြေတိုင်းအောက်စီကိုရောက်သွားကြလိတနေရာသို့ရောက်တဲ့အခါအံပုံးတစ်ခုတွေ့ရပြီးတော့အဲ့ဒီအံပုံးရဲ့မင်းတို့ဂလန့်နဲ့ဂွင်း၌တန်ချောင်းထိုးထည့်ထားတာကိုတွေ့ရလိဒိုကစားပလင်းနေမောင်ကကျွန်တော်ဘက်သို့လှည့်ကာအိုင်ပြီးဟောဒီအံပုံးကိုဖွင့်လိုက်ရင်တေဆုံးသူငယ်လေးကိုတွေ့ရလိမ့်မယ်ကျုပ်တွေ့ကျင်တာငယ်လေးမဟုတ်ဘူးဗျာကိုပါလင်းရဲ့အကူကိုပါသိန်းကိုကိုက်တယ်မွေးအဲ့လိုပြောကမင်းတို့ဂွင်း၌ဂလန့်ထားတဲ့တန်ချောင်းကိုဆွဲဖြုတ်ပြီးအဖုံးကိုဖွင့်လိုက်ရာအတွင်းမှာပုံကြည့်သောအနံ့သည်ဝုန်းနဲ့အပေါ်ကိုတက်လာလေတော့ထိုးနောက်စားပလင်းနေမောင်သည်အံပုံးအောက်စီကိုလက်နေတံပြီးပြင်ထိုးပြလိုက်ရာတကိုယ်လုံးညိုမဲလျက်အသားများပုတ်ပွားရီဆွေးကမရှုမလတေဝဲဝင်သွားရရှာသောအငယ်လေးဆိုသည်အလောင်းကိုတွေ့ကြလိထိုကစားပလင်းနေမောင်ကကျုပ်လေတကယ်ညံ့တာကိုမူရရောက်မှာပဲရှိမလဲကျုပ်တို့ရက်နေတဲ့ဟောဒီခန်းမောင်းရှိရမှာအဲ့ဒီလိုဆိုကလက်နေတံပြီးပြင်တစုံတယောက်ကိုရိုက်တီဟန်ပြုလုပ်ပြီးအဲ့ဒီလက်နေတံပြီးကိုပင်လွှဲပြီးပြစ်လိုက်ရာလက်နေတံပြီးအခန်းကြီးဒေါင်းစီကိုမီးလင်းလက်သားလွင့်ထွက်သွားလိကျွန်တော်ဒီထိုလက်နေတံပြီးကြားပြီးသွားသောနေရာသို့သွားကြည့်လိုက်ရာလက်ကင်တို့တစ်ချောင်းကိုတွေ့ရလိတို့ကြောင့်ကျွန်တော်ကသွားပြီးကောက်ပြီးပြုတ်လိုက်ရာစားပလင်းနေမောင်ကကျွန်တော်၏လက်ကိုလှမ်းဆွဲ၍ရမ်းပြီးမသွားလိုက်နဲ့ကိုပါလင်းတို့မျိုးတွေတေနီးတိုင်းရောပြီးတေသွားလိမ့်မယ်အဲ့လိုပြောလိုက်တာကြောင့်ကျွန်တော်လည်းငြိမ်၍နေရလိတို့ကစားပလင်းနေမောင်ကလက်နေတံပြီးရှိရာသို့သွား၍လက်နေတံပြီးနဲ့တကွလက်ကင်တို့ကိုကောက်ယူလိုက်လိတို့နောက်လက်ကင်တို့တစ်ချောင်းလက်နေတံပြီးနဲ့ဒီဥဒဆိုင်ထိုးကြည့်ရာလက်ကင်တို့၏တစ်ဖက်၌ကျေးဘူးဒီကလေးတတ်ထားသည်ကိုတွေ့ရလိတို့ကျေးဘူးဒီကလေး၌လည်းမွေကြီးအစွဲကဲ့သို့ချွန်တတ်သောစူးကလေးချောင်းကိုတွေ့ရလိတို့နောက်စားပလင်းနေမောင်သည်လက်နေတံပြီးနဲ့ကျွန်ုပ်အားသေးချာစွာထိုးခိုင်းပြီးတော့၎င်းကမူကျေးဘူးဒီကလေးကိုတေချာစွာကြည့်ရှုပြီးလင်ထိုကျေးဘူးဒီကလေး၏အဖုံးယူဆသောနေရာကိုမောင်းချထားဖြင့်ကော်လိုက်ရာဖုံးကလေးတစ်ခုပွင့်သွားလိအတွင်းနိုင်ကမဲနဲ့ပြစ်ချွဲသောအရင်များကိုတွေ့ရလိဒါအစိတ်တွေပဲအိုင်ပြီးဒီတုံးနဲ့ရိုက်ခံထားလေလူကကျေးဘူးကလေးနဲ့ဆက်ထားတယ်စူးကလေးတစ်ချောင်းကနေတစ်စင်အစိတ်တွေစီးဝင်ပြီးတော့မွေကိုက်ခံလို့တေဆုံးတော့တာပဲ
ဒဏ်ရာလည်းမွေကိုက်ရတယ်တူတော့တာပေါ့ဗျာအတော့ညံသွားတယ်လူစားမျိုးလှုပ်ထားတာစားပလင်းနေမောင်အဲ့လိုပြောလိုက်လေထို့နောက်စားပလင်းနေမောင်ဒီဝင်ပေါက်တိုင်းပြန်ရင်ထွက်လေကျွန်တော်လည်း၎င်း၏နောက်မှလိုက်၍ထွက်ခဲ့လေအပြင်သို့ရောက်တဲ့အခါ၌စားပလင်းနေမောင်ကအုတ်ခဲမြောင်စနစ်ကြပြန်ရင်စီကာထားလိုက်လေထို့နောက်အိမ်ပေါ်သို့ပြန်တက်လာပြီးလင်အိတ်ဆက်ကြလေတော့၏နနမိုးလေးသောခါ၌အင်ရှင်များလည်းအိယာမှထားကြလေကျွန်တော်တို့ကနနက်စာလက်ဖက်ရည်တိုက်ကျွေးလေလက်ဖက်ရည်ဝိုင်းနိုင်စားပလင်းနေမောင်ကစကားစားတစ်ခုရှာဖွေစကားပြောရင်းလူတို့၏တပ်သေးပုံတပ်သေးဤမျိုးမျိုးကိုဖွင့်ရွယ်ပြောဆိုလေတော့၏ရှိတဲ့ခုံချခြင်းအစိတ်တောက်သေးခြင်းကျိုးဆွဲချသေးခြင်းရထားကျိတ်ခံသေးခြင်းမှအစမရှိမလားသေးခြင်းတို့၏အကြောင်းကိုထိတ်လန့်ပွေရပြောဆိုလေပြီးလေအပေါ်ဓာတ်သို့တက်လာခဲ့လေများမကြမီနိုင်ပင်ကိုပါလေးမိမမအေးလဲဘုရားပန်းလဲရအတွက်ဘုရားသင်ရှိအပေါ်ဓာတ်သို့တက်လာခဲ့လေထိုချိန်၌စားပလင်းနေမောင်ကြီးညရရှိခဲ့သောလက်ကင်တုပ်ကိုကြည့်ရှုနေသည်ဖြစ်ရာထိုတုပ်ကိုတွေ့လေမအေးသည်ကွက်ကနေမျက်နှာပြတ်သွားတော့၏ဒိုကစားပလင်းနေမောင်ကမသိဟန်ပြု၍ကျွန်ုပ်ဘက်လှဲ့ကာအိုင်ပြီဒီတုံးနဲ့လေရိုက်ခံမယ်လေလုံးနဲ့အခန်းထဲမှာလည်းထပ်ပြီးအပိတ်ခံမယ်ဆိုရင်အပိတ်ခံတဲ့လူကဘယ်လောက်များမရှိဘူးလားခံလဲဆိုတာတွေးတော့မတွေးအောင်ပါဘူးဗျာအဲ့ဒီလိုပြောလိုက်လေဒိုကမအေးသည်ကရုံကင်ဖြစ်လာပြီးလင်ပန်းဦးများကိုအောက်ကိုယူချ၍ဆင်းသွားလေဒိုကစားပလင်းနေမောင်ကကိုပါလေးမိမမအေးကသူ့အသက်ကိုနှံပြောရင်မကြခင်ကျုပ်တို့တက်ပြီးတော့တောင်းပန်လိမ့်မယ်ဒါမှမဟုတ်ရင်တော့ကျုပ်စီကိုစားဆောင်ရေးသွားပြီးထွက်သွားပါလိမ့်မယ်အဲ့လိုပြောရင်စီကတ်လိတ်ကိုတောက်နေများမသာပြီးနိုင်ပြီအိမ်မောင်မင်းကလေးတူကျွန်တော်စီကသူတက်လာပြီးလင်စားပလင်းနေမောင်စားဆောင်ပေးလီဒိုစာကိုကျွန်တော်တို့တော့ဗျိုင်းလူဖက်ကြည့်ရအောက်ပါတိုင်းတွေ့ရလေတော့ဤစားပလင်းနေမောင်ရှင်းကျမကိုသေးဝင်ပေးပါရှင်အားလုံးသိနေပါပဲကျမလူပြည်မှာနေဖို့မကောင်းတော့ပါဘူးမအေးဒိုကစားပလင်းနေမောင်ကကဲချိန်မီသေးတယ်လိုက်ကြအောင်ဗျာမုံးမလွယ်ကျုပ်တို့မြေထဲခုန်ကြပြီထင်တာပဲအဲ့ဒီလိုဆိုကရှေ့မှာဆင်းပြေးလေဒိုကကျွန်တော်လည်းနောက်မှလိုက်ရလေကျွန်တော်တို့ပြေးသွားစီကိုတွေ့ရင်ကိုပါလင်းလည်းဘူးမသိပါမသိနဲ့နောက်မှပြေးလိုက်လိုက်ကျွန်တော်တို့ဒီအိမ်နဲ့အနီးဆုံးမြင်းနေရာအနီးကိုရောက်တဲ့အခါ၌လမ်းတော်ကြည့်ရှုလိုက်ရမအေးသည်ကမ်းပါဆိုတကူမှနေမြေတွင်းသို့လွှားကနေခုံဆင်းလိုက်သည်ကိုတွေ့မြင်လိုက်ရလေတော့သည်ဒိုကစားပလင်းနေမောင်သည်ထူကမ်းပါအဆိုးသို့ပြေးသွားပြီးမြေတွင်းသို့ဒိုင်မင်ထိုးချလိုက်လေကျွန်တော်တို့လည်းထိုနေရာကိုရောက်ရှိသွားကြလေစားပလင်းနေမောင်သည်မြေတွင်း၌ငုံချီပေါ်ချီလို့ရင်မအေးအားရှာဖွေနေလေသူရည်မတွေ့ရတော့ပြီဒိုကကိုပါလင်းကစားပလင်းနေမောင်ကတက်ခဲ့ရန်ခေါ်လေစားပလင်းနေမောင်သည်တနာရီခန့်ကြိုးစားရှာဖွေပြီးနောက်မတွေ့သည့်အဆုံးတွင်ပြန်၍တက်လာလေကဲမဘော်ကိုရောက်လင်ရောက်ချင်းကိုပါလင်းကကွန်ဂရက်ကျူလေးချင်းကိုနေမောင်ခမရပြောတိုင်းကြုံမိမှသေးမယ်ဆိုတော့သိပြီရိုးသေးခြင်းနဲ့မဟုတ်ပဲအစမ်းတကျသေးခြင်းနဲ့သိမယ်ဆိုတဲ့အတိုင်းကမ်းမဘော်ကနေမြေထဲကိုတိုင်းပင်ထိုးချပြီးသေးသွားချရှင်ပေါင်းသေးကြောင်းဆိုတဲ့အတိုင်းမအေးတော့သွားချပြီးပြောလေထို့နောက်ကျွန်တော်တို့ဒီကိုပါလင်းအိမ်သို့ပြန်လာကြလေအိမ်သို့ရောက်လင်ကိုပါလင်းအားစားပလင်းနေမောင်ကမြေတိုင်းတွင်းကိုခေါ်သွားပြီးလင်အငယ်လေးအလောင်းကိုပြသလေဒိုကကိုပါလင်းကအလိုအငယ်လေးကဒီမှာလာပြီးအေးဆေးတည်နေတာကိုဘယ်လိုဖြစ်တာလဲကိုနေမောင်ပဲကျုပ်ကိုလည်းရှင်းပြပါဦးပြောလိုက်လေဒိုကစားပလင်းနေမောင်ကခင်ဗျားမိမမဲအေးလက်ချက်ပေါ့ဗျာမဲအေးနဲ့ဒီကောင်လေးနဲ့တိတ်တိတ်ကိုစကန်းသွားနေကြတာအဲ့လိုစကန်းသွားနိုင်အောင်မဲအေးပေါ်ဒေါ်ကျင်သိန်းဆိုမိမကြီးစီမံပေးတယ်လေမဲအေးနဲ့အငယ်လေး2ယောက်တည်းခီးသွားလို့မရဘူးလူမြင်လို့လည်းမကောင်းအဲ့တော့မဲအေးရဲ့ဒေါ်ကျင်သိန်းရဲ့အငယ်လေးရဲ့3ယောက်ခီးသွားတယ်ဆိုတော့ဘာမှပြောလို့မဖြစ်တော့သူ့တော်ကြီးလည်းပါသားပဲလို့လူတွေကနားလေသွားကြတယ်အဲ့ဒီသူ့တော်ကြီးဆိုတာကမဲအေးနဲ့အငယ်လေးလိုးလက်ကြီးစကန်းသွားနိုင်အောင်ကာကွယ်ပေးထားတဲ့ကာကွယ်ကြီးပေါ့ဗျာအဲ့လိုစကန်သွားနေရကနေမအေးကအကြံပတ်ဆက်လာဒီတိုင်းအောင်မှာဘိုးစင်မောင်သားဖွက်ထားတဲ့ရေနာပစ္စည်းရှိတယ်ဆိုတာကိုရိပ်မိဘေပုံမှန်ကြီးဖွက်ထားတယ်ဆိုတာကိုတော့သူလည်းမစင်းသားတဲ့အောင်ဖြစ်နေခင်ဗျားဖိုးလက်ထက်ကလေးကဒီဥတရသိမ်းထားတဲ့မျိုးကလေးပေါ်မှာတော့မအေးကစိတ်ဝင်စားခဲ့တာအမှန်ပဲခင်ဗျားဖိုးတေကန်ဒီမှာခင်ဗျားဖေကိုအမွေပြီးတော့အဲ့ဒီမျိုးကလေးပါလာတယ်ဗျာတေကန်ဒီမှာဒီဝိုးကလေးကိုပြီးတာဆိုတော့ခင်ဗျားဖိုးကခင်ဗျားဖေကိုဘာမှပြီးပြင်းပြင်းပြောမသွားနိုင်ချောင်းအဲ့တော့မအေးကတိတ်ပြီးစိတ်ဝင်စားခဲ့တာဒီမိမခြေတန်းမှာအတက်ကလေးပိုးချောင်းပါပြီးတော့ခြေတန်းတစ်ချောင်းဖြစ်နေပြီလို့ပဲခြေတန်းစားခေါင်းတုံးပူပါလာပြီးတော့ခေါင်းနှလုံးဖြစ်မယ်ဆိုရင်တော့ကဘာပြက်လောက်တယ်ပြောလိုက်ရကိုပါလင်းကကျုံမိမမှာခြေတန်းတစ်ချောင်းရှိနေတော့ခမရသတိထားပြီးတာဒါကြောင့်လဲစားပလင်းလေးမောင်စားပလင်းလေးမောင်လို့နာမည်ကြီးနေတာကိုအဲဒီကစားပလင်းလေးမောင်ကအငယ်လေးကမအေးနဲ့ဇလန်းရှုံနေရကနေမအေးခေါ်ထားတဲ့မတ်ပြူဆွဲကောင်မလေးဘက်ကိုခြေဦးလဲတော့တာဟုတ်ဗျအဲ့ဒါကိုမအေးကကောင်းအောင်ရိပ်မိခြေလည်းမကျေနပ်ဘူးတခါတည်းမှာမအေးကသူ့တော်ကျင်သိန်းရင်အငယ်လေးရဲ့ဟိုသာခီးသွားနေမှာခေါ်တာမဟုတ်ဘူးဗျမတ်ပြူလည်းခေါ်သွားလိရှိအဲ့လိုခေါ်သွားမှလေသူနဲ့အငယ်လေးကိုဘေးလူတွေကမရိပ်မှာဘူးဗျာဒီတက်ပို့ပြီးတော့ရုပ်တိရှိတာတော့ကိုပါလေးရဲ့နှမဝမ်ခွေမမဲဆွဲကောင်မလေးကိုပါတခါတည်းညအိတ်ခီးတွေပါခေါ်သွားတယ်မဟုတ်လားဒီကွက်ကကိုပါလေးမျက်စိကိုတဲနဲ့ပတ်လိုက်တယ်ကွက်ပဲခင်ဗျာအသေးစိတ်လိုက်ကြဗျာကိုနေမောင်ဘယ်တော့မှလေးလာထားလိုက်တာတော့ခင်ဗျာကိုကြီးဆုံးကြီးမကြခင်မှာကျုပ်ရောက်လာသေးတယ်မလားအဲ့ဒီကလေးကမတင်ကားကြအချက်ကလေးချက်တွေ့တာနေပြေဆုံးကျုပ်လေးလာသွားခဲ့တာမဲရိုးလူစုပြီးကန်တော်မောင်တော်မကို9ရက်လောက်သွားခဲ့တာအငယ်လေးနဲ့ခင်ဗျားမိမမဲကြီးနေပုံထိုင်ပေါ်ဆာကျုပ်လေးလာခဲ့ပြီနောက်တစ်ခါပကန်းတဲ့ဘွဲကိုငယ်လေးနဲ့မဲကြီးတို့15ရက်ကြာသွားတဲ့ခီးနဲ့ပတ်သက်လို့ကျုပ်လေးလာပြီဒီတက်ပို့ပြီးတော့တီးထားတဲ့ချက်ကတော့ဟောဒီမှာအငယ်လေးတက်ပုံ
ကျုပ်ဒီကိုမလာခင်ထောင်ဝင်ပြီးတော့ယူလာခဲ့တာအငယ်လေးကခင်ဗျားတို့အိမ်ကိုမရောက်ခင်မှာမရင်းမှုနဲ့ထောင်ချခဲ့ဘူးလေဆိုရင်ထောက်ထားပဲအဲ့ဒီလိုဆိုကဓာတ်ပုံနှစ်ပုံကိုထုတ်ပြလိုက်လေတို့ကကိုပါလင်းကမိမိဇနီးတဲ့ဖောက်ပြားပြီးတော့ရှက်ချင်းဝမ်းနေခြင်းချိန်နိုင်ခဲများဖြစ်ခြင်းစားသောဝေနာများခံစားမိစား၎င်းမျက်နှာသည်ကြေကြေနက်နက်ကြီးပြုံးရလာလိဟာဒီမှာကိုနေမောင်ခင်ဗျားဘာကိုပဲလို့တဲပြီးတည်ကြတော့ကိုဗျာကိုပါလင်းကကြီးကျူးစကားပြောလိုက်လေတို့ကကျွန်ုပ်ကဆက်ဆန်းမောင်ကိုနေမောင်ရဲ့ဟူ၍ဝင်၍ပြောရလိထို့ကြောင့်စားပလင်းနေမောင်ကတူတူပြောရင်ဗျာမအေးကခင်ဗျားပြည်လက်ထက်ကအိုးကလေးဖိုးတံမှန်သိလေတော့အဖိုးကြီးကြော့ပြီးတော့တောင်းတာမရတဲ့ဆုံးမှာတီတောင်းကြံလိုက်တယ်ပေါ့ဗျာအဖိုးကြီးကဒါကြောင့်ခင်ဗျားကိုကြီးကိုပါသိကိုတေကန်ဒီမှာအိုးလို့မှားသွားတာဗျာဒီပြင်လည်းဘာမှပြောနိုင်ချာတော့လေကိုပါသိလက်ထဲကိုဒီအိုးလေးရောက်လာပြန်တော့လေမအေးကနီးနိုးနဲ့ကြံပြန်တာပဲကြော်ပြီးတော့လဲတောင်းတယ်ပရိယမျိုးမျိုးနဲ့လဲတောင်းတယ်မရတဲ့ဆုံးမှာလက်ကင်လုံးနဲ့ရိုက်လိုက်တာပဲဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့မအေးကအိုးလေးယူမထားဘူးဗျအငယ်လေးရဲ့အကူကြီးနဲ့အိုးကလေးကစားတွေကိုကူးထားလိုက်နိုင်တယ်ဒါကိုကျုပ်တို့ကမရိပ်မိလို့အိုးတူတွေပါတွေလောက်ပြီးတော့သူတို့ပြန်ပြီးတော့ထောင်းတာအဲ့တော့လွဲကုန်တာပေါ့ဗျာအမှန်မအေးနဲ့ငယ်လေးကအိုးမှာပါတွေစားတွေကူးထားနေကြပြီအတိတ်ပဲမပေါက်လို့ဖော်နေရတာကြားနေတာဗျဒီမှာကိုနေမောင်ရဲ့ထောင်ကြီးအိုးစင်းနဲ့ထောင်းအောင်ပါဘယ်ဖြစ်လို့ခမရပလာစာအိုးတူတွေလောက်ခဲ့ရတာတော့အဲ့ဒီလိုကျွန်တော်ကမေးလိုက်လေပလာစတာနဲ့လုပ်တဲ့အိုးကရိုးရိုးအိုးမဟုတ်ဘူးဗျမတော်ဆအိုးတွေကိုလက်နိုင်ပြီးအိုးထဲမှာဆပ်ပလိန်နဲ့အလိုလိုခတ်တဲ့လက်ထိပ်တွေကိုကျုပ်ထည့်ထားတယ်အဲ့ဒီလက်ထိပ်ဟာအိုးနဲ့တစ်ခါတည်းဆက်ထားတယ်နှိုင်းပြီးတဲ့လူကအိုးကိုမခွဲပဲလက်ကိုထုတ်လို့မရအောင်အိုးကိုခွဲပြီးတော့လက်ထိပ်ကမပြုတ်သေးဘူးစိုးနဲ့ရိုက်ဖြုတ်မှသာပြုတ်မှာဒီအိုးဘသူကနေဆိုငင်းလို့မရအောင်ကျုပ်ကစီမံခဲ့တာဒါပေမဲ့ကျုပ်တို့ကနောက်ကျခဲ့ပြီလေသူတို့ကဒီအိုးကိုစိတ်ဝင်စားကြအကြောင်းမှမရှိတော့ဘူးဒါနဲ့နေစမ်းမောင်ဗျမအေးကသူ့ကောင်လေးကိုဘာဖြစ်လို့တက်ရတာဩကျုပ်ပြောခဲ့ပါဘကောလားမပြူဆိုရဲကောင်မလေးနဲ့ဖြစ်တာကိုသိတော့မအေးစိတ်တွေမှာကောင်လေးပေါ့အညှိုးမှဖြစ်သွားတာပေါ့ဗျာအဲ့တော့ဝက်စာကိုလည်းဖုံးနိုင်ရောမအေးကကောင်လေးကိုတခြားခိုင်းလိုက်ကောင်လေးချားသွားပြီးတော့မှဝက်စာမှာပါတဲ့အတိုင်းပဲမအေးတယောက်လေးတိုက်အုပ်ကိုဝင်ပြီးတော့ရင်နာပစ္စည်းကိုယူပြီးဗျာပြီးတော့မှဝင်ပေါက်ကိုအကြနာအင်္ဂလိပ်နဲ့ပါနဲ့ပြန်ပိတ်ထားတယ်ပြီးတော့ကောင်လေးလာတဲ့ခါကျတော့အောက်ထဲဝင်ကြအောင်ဆိုပြီးနှစ်ယောက်သားဝင်ကြအောက်ထဲရောက်ပြန်တော့လဲအံမိုးအောက်ကိုဆင်းကြည့်ဖို့မအေးကကောင်လေးကိုခိုင်းတာကောင်လေးကအဟုတ်အောင်မေးလို့အောက်ကိုဆင်းကြည့်ဘာပစ္စည်းမှမတွေ့တော့မအေးကဘာမှလည်းမတွေ့ပါဘူးအန်ဒီလို့ပြောပြီးတော့ပြန်တက်မယ်လုံးမှာမအေးကသူ့လက်သုံးတော်လက်ကင်တုံးနဲ့ကောင်းရိုက်ချလိုက်ပြီးတော့လက်ကင်တုံးနောက်ကိုလွတ်ပြပြီးတော့တန်မုံတကားကိုကြပြာဆွဲပိတ်ချလိုက်ပြီးတန်ချောင်းနဲ့ဂလန့်ထိုးလိုက်ပြီးတော့အိမ်ရင်ပြက်ပြန်တက်လာပြီးတော့ဝင်ပေါက်အင်းအနေနဲ့ပြန်ပြီးတော့ကြံထားလိုက်ဒါပေမဲ့မအေးကမိမမလားဗျာသူကိုယ်တိုင်တက်ခဲ့တဲ့အလောင်းကြီးသူ့တိုက်အောင်မှရှိနေတာသိလေတော့စိတ်ချောက်ထားပြီးတော့ညအိတ်တဲ့ကရောင်ရဲပြီးတော့အော်တာပေါ့ဒီတဲ့ပူပြီးတော့ခြောက်ချလာတဲ့ခါမှာဘုံကြီးတွေပိတ်ပြီးတော့တပိတ်တွေပါတွတ်တာပေါ့ဗျာဒီလိုဆိုရင်ကြုံမင်းမှာမအေးမြေတိုင်းတဲ့ရလာရင်လာပစ္စည်းတာဘယ်မှာလဲလေဗျာကျုပ်တင်ပြောရင်တော့ဘုရားရှင်မျက်နှာချက်အပေါင်ထဲမှာထားလိုက်မယ်ဗျာဘာလို့လဲဆိုတော့မအေးကဘုရားရှင်ပန်းနေလမ်းနေပါလေနဲ့ဘုရားပန်းလေးပဲဟန်နေအပေါ်ထက်ကိုတက်လာသေးတယ်အဲ့လိုစားပလင်းနေမှာဆိုတာကြောင့်ကိုပါလေးလည်းဘုရားရှင်မျက်နှာချက်ပေါင်းစီကိုသွားပြီးတော့လက်ပြနှိုက်ကြည့်ရဗရံများနီလာများစိတ်များစသည်ဖြင့်အဖိုးထိုက်တန်လာသောရေဒနာတုတ်ကိုရရှိလေတော့ထိုကကိုပါလင်းကရန်ကုန်ကစားတော့ဆိုင်မှာတော့ဖန်ခွက်ဒီကလေး၃လုံးချပြီးမန်ပါပြောခဲ့သလိုပဲတကယ်လက်တွေ့မှာလည်းအမှုရဲ့စားလေဆုံး၃ပါးဆုံးညီညွတ်ဖုံနိုင်ပါပြီလေဗျာလို့ကြီးကျူးလိုက်လေထိုးနောက်တွင်ကစားပလင်းထဲမှာကျွန်တော်ဘက်သို့လှည့်ကကဲအိုင်ပြီပြန်လာဆိုလာဗျာကိုပါလင်းအိမ်မှာကျွန်တော်တို့ပြန်ခဲ့ကြပြန်ကန်ကြီးစားပလင်းထဲမှာကိုပါလင်းဟာဖျားစည်းမှာဝယ်ခဲ့သောဒီဘုံနဲ့ပြင်ချုပ်ထားတဲ့စာအုပ်ကြီးကိုလက်ဆောင်ဖြင့်ပေးလိုက်လေထိုးနောက်အိမ်တို့ပြန်ခဲ့ကြလိလမ်းတွင်ကျွန်တော်ကအရှိကိုပါလင်းကိုဘာစာအုပ်ကြီးလက်ဆောင်ပေးခဲ့တာလဲမေးလိုက်ရစားပလင်းထဲမှာကမာကဒီဝလီပြဝူ၍ပြန်ပြောလိုက်လေကျွန်တော်တို့ရန်ကုန်သို့ရောက်ပြီးများမကြပြီးနိုင်ပြီပြည်နာရုပ်ပြဆင်းပြဖြစ်နေတော့မိမအလောင်းတစ်လောင်းကိုတွေးရှိကြောင်းသတင်းကိုဖတ်ရှုရလိမ့်လို့ဒိုကစားပလင်းနဲ့မောင်ကထိုသတင်းစာမှာသတင်းကိုဖျက်၍ကျွန်ုပ်အားပေးလိုက်လေကျွန်ုပ်လည်းကောင်းစွာသိသိထားလိမ့်တော့သည်